အားလုံးပဲမင်္ဂလာပါဒီနေ့ချေလို့ဒီစာလုံးလေးကိုလေ့လာကြမယ် American တန်နဲ့ဖတ်ပြမယ် Alada သူဆိုတဲ့အတန်ဖတ်မယ် OF က off လို့ဖတ်တာ British เนาะ American ကျတော့ off လို့ဖတ်မယ်အဲ့တော့ let ဆိုတဲ့အတန်က OF ပေါ်ရောက်တော့ TOF ဆိုတဲ့အတန်မျိုးဖြစ်သွားတယ်off လို့မဖတ်ဘဲနဲ့ tough လို့ဖြစ်သွားတယ်အဲ့တော့ပေါင်းဖတ်တဲ့အခါမှာ tough ဆို tough ဆိုပြီးအဲ့လိုပေါ့ပေါ့လေးမှာဖတ်ပြီးလေးလိုက်ရတယ် alada British နဲ့ဖတ်ပြမယ် a lot of သူကအရေးအတွက်ပြပုံလေးဖြစ်ပါတယ်နာတစ်ခုရဲ့အရှိမနေတယ်များစွာတော့လို့အဓိပ္ပာယ်ရပါတယ်များစွာလို့အဓိပ္ပာယ်ရတယ်ရေးအတွက်ရဘောမရဘောသုံးလို့ရပါတယ်နော်ဥပမာ a lot of people ဆိုရင်လူတွေအများကြီးပဲလူများစွာတဲ့ a lot of money ပတ်စံအများကြီးပဲတဲ့ a lot of time အချိန်အများကြီးပါတဲ့ I don't have a lot of money ငါမှပတ်စံအများကြီးမရှိဘူးတဲ့ငါလူတွေအများကြီးကိုမသိပါဘူးဆိုရင်ငါမသိပါဘူးလူအများကြီးကိုသုံးစိတ်ရှိတယ်နော် I don't know a lot of people I don't know a lot of people လူတွေအများကြီးလာမှုမှာရှိပါတယ်လူအများကြီးလာမှုမှာရှိပါတယ်ရှိတယ်တရှိမှုပြတာ there are a lot of people on the road there are a lot of people on the road အခုလိုမြန်မာလူမျိုးတယောက်အတွက်အလွယ်ကူအယိုးရှင်းဆုံးနည်းစနစ်တစ်ခုဖြစ်တဲ့မြန်မာ English နှစ်ဘာသာဘာသာပြန်စနစ်နဲ့ English ကိုလွယ်ကူကူနဲ့ပိုင်ပိုင်နိုင်နိုင်အချိန်တိုတွင်းတက်မြောက်ချင်တယ်ဆိုရင်တော့ Nora English စာသင်တန်းကျောင်းကနေကြိုဆိုပါရရှင်။